ယုံနိုင်စရာကောင်းလောက်အောင်ပူပြင်းတဲ့နေ့တနေ့မှာချင်းသေးတစ်ကောင်ကအရန်ကိုစားလောင်မွတ်သိပ်နေလေရဲ့အဲ့ဒါနဲ့ပဲသူ့ရဲ့သားရဲတွင်ထဲကနေထွက်ပြီးဟိုနားဒီနားမှာအဆာရှာထွက်လာပါတယ်အဲ့အချိန်မှာချင်းသေးကယုံငယ်တစ်ကောင်ကိုတွေ့ပါတယ်ချင်းသေးကယုံငယ်ကိုဖမ်းလိုက်ပြီးစားတဲ့မစားတဲ့ချီတုံချတုံထိနေပါတယ်ဒီယုံငယ်ကငါဘိုက်ဝမယ်မထင်ဘူးချင်းသေးကအဲ့လိုတွေးပါတယ်ချင်းသေးကယုံငယ်ကိုစားတဲ့မစားတဲ့တွေးညွေအချိန်မှာပဲယုံငယ်ကအဝေးကိုထွက်ပြေးသွားပါတယ်ချင်းသေးကထပ်ပြီးစားလောင်နေပြန်တယ်သူကတွေးလိုက်တယ်ဒီယုံငယ်လေးကိုစားရမယ့်အစားသမင်တကောင်လောက်စားလိုက်ရရင်တိတ်ကောင်းပါပဲချင်းသေးကယုံငယ်လေးကိုလွတ်ပေးလိုက်ပြီးရဲ့နောက်မှာတော့သမင်တကောင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့သမင်ကတောထဲကိုသာတိုးဝင်ပျောက်ကွယ်သွားပြန်တယ်အဲ့အခါကျမှချင်းသေးဟာယုံငယ်လေးကိုလွတ်ပေးမိခြင်းကိုနှောင်တရလာပါတော့တယ်ဒီဇလန်လေးတွေကချင်းသေးလိုမျိုးကိုယ့်လက်ထဲရောက်လာတဲ့အရာကိုတန်ဖိုးမထားပဲမရနိုင်သေးတဲ့အရာကိုမျှော်လင့်နေခြင်းကနှောင်တဝေကိုပဲလာစေပါတယ်ကိုယ့်လက်ထဲမှာရှိနေတဲ့အရာတစ်ခုကဘလောက်ပဲသေးငယ်ပါစေကိုယ့်လက်မရောက်လာသေးတဲ့အရာများစွာထပ်ပိုပြီးတန်ဖိုးရှိပါတယ်ပြောချင်တာကတော့ကိုယ့်လက်ရောက်လာတဲ့အခွင့်အရေးကိုအမိရအသုံးချပါကိုယ့်လက်မရှိတာကိုထိုင်မျောနေရင်အလုပ်ဖြစ်မှာမဟုတ်ပါဘူးဆိုတာပါပဲနော်အဲ့ဒါကြောင့်ကိုယ့်လက်ရနေတာကိုတန်ဖိုးထားပါကိုယ့်လက်ရောက်လာတဲ့အခွင့်အရေးကိုလက်လွတ်မခံလိုက်ပါနဲ့ကိုယ့်လက်ထွေရှိတာကိုကောင်းမွန်စွာတန်ဖိုးထားကောင်းကောင်းအသုံးချတတ်ခြင်းကမရသေးတဲ့အခွင့်အရေးကိုထိုင်ဆောင်နေတတ်ထက်ပိုပြီးတန်ဖိုးရှိပါတယ်ဆိုတာမှတ်ထားလိုက်ပါဦး။ကြိုက်နှစ်တက်ရင်အသေးပြီးခဲ့ပါအောင်ရှင်။